အားလုံးပဲမင်္ဂလာပါရှင် Mia's World Family Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီမနက်မှာတော့အိမ်နာကရှက်ခေါ်စဆိုင်လေးမှာရှာလေးတော့စားပါမယ်သူတို့လိုက်ခဲ့ကြပါအောင်နော်ဒီဆိုင်လေးကတော့အဖေရှိတော့ကအဖေနဲ့အတူအမြဲတော့စားဖြစ်တဲ့ဆိုင်လေးလည်းဖြစ်တယ်ဆိုင်မှာရရှိတဲ့အစားအသောက်လေးတွေကလည်းဈေးတင်တင်လေးနဲ့စားလို့ကောင်းတာကြောင့်မို့လို့ပြန်လည်ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ကတော့ညကမိုးအရန်တက်ထားတဲ့အတွက်အင်ရှီလမ်းမှာဆိုလို့ရှိရင်တော့ယခုလိုရေပွဲလေးနဲ့တတဟာရလေးမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုင်လိပ်စာလေးကတော့55တိ113အိလန်းပေါ်မှာရှိပါတယ်ဒီစမ်းဆိုင်လေးကတော့အိမ်နဲ့နီးနီးလေးမလို့ဒီမနက်တော့လမ်းလျှောက်ရင်အဖေကိုလမ်းပြေဆိုင်လေးမှာသွားစားပါမယ်အခုဆိုရင်အိမ်ကနေပြီးတော့မှလမ်းလျှောက်လာတာလေကောင်းလေးတက်လဲရှူရင်လမ်းလေးထုတ်လာရဲနဲ့ဆိုင်လေးကိုရောက်လာပါပြီဆိုင်လေးမှာရရှိနိုင်တဲ့အစားအသောက်လေးတွေကတော့ဖတ်ထုံးစီချက်ရှမ်းခေါက်ဆွဲစံပြာမီးရှည်မျိုးမီးရှည်နဲ့အသားရည်တွေကဆိုလို့ရှိရင်တော့ဝမ်းနဲ့ရိုးပေါင်းနောက်ကြက်ပေါင်းတို့ရရှိမှာဖြစ်ပါတယ်နောက်ထပ်ဆိုင်လေးမှာရနိုင်တာလေးတွေကတော့တပူးကျော်ပါဆိုလို့ရှိရင်လည်းကျွတ်ကျွတ်ရွလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်နောက်ကြက်ဥပြုတ်လည်းရရှိမှာဖြစ်ပါတယ်ဒီမှာစားဖြစ်တာလေးတွေကတော့မျိုးမီးရှည်စံပြာစံစည်းသုံးနဲ့ရှမ်းခေါက်ဆွဲလိုပဲဖြစ်ပါတယ်အခုဆိုရင်တော့ဆိုင်မှာမှာထားတဲ့လေးလည်းရပြီမလို့စားပါတော့မယ်အတူတူလိုက်ပြီးစားကြပါအောင်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုစိတ်နှပြကျမဆင်သက်ပါစေဗီဒီယိုလေးကိုကြည့်တဲ့ဆိုရင်တော့ like and subscribe လေးနဲ့အားပေးတော့မပေးပါနဲ့နော်ပကောင်းတဲ့ဗီဒီယိုလေးနဲ့တွေ့ပြန်လာခဲ့ပါမယ်တတပါ